ငါမင်းနဲ့စတင်တွေ့ဆုံခဲ့တော့နေရမနေ့ကလိုပဲတေးဟာမဟောင်းလွမ်းနေဆွဲများတရားပြင်းနဲ့ဖြည့်ချင်ခဲ့ရတဲ့ခါရင်လုံးတွေထွေးစေခဲ့တော့ဟောင်းလွမ်းအိမ်မက်များပြန်တွေ့တဲ့ခဏငါနှုတ်ဆက်နေမိတာယူရဝိုင်းနဲ့ဒီမျိုးလေးမှာကျင်နာသူထားခဲ့ပါများအတေးမလွန်လေးခဲ့ပြီးဒီချီမှာခဲ့တဲ့ဒီဇင်ဘာချစ်မိသွားတော့ရာဗန်နိုစာတင်ဖြစ်တဲ့စိတ်တော်နေရာ